လိုင်းလေကြားကပန်းရွှေကြာဇလန်းတွဲအပိုင်းကိုကြည့်လို့ရပြီနော်ကြည့်ကျင်နေဆိုရင်တော့အခုပြထားတဲ့စခရိုက်ဆိုတာလေးကိုနှိပ်ပြီးကွန်မန့်မှာရေးချင်တာတစ်ခုခုရေးခဲ့ပေးပါကြည့်ကျင်တဲ့သူများအတွက်သာဖြစ်ပါတယ်နော်မကြည့်ကျင်တဲ့သူတွေကတော့ကြော်သွားလို့ရပါတယ်ဘာဖြစ်လို့အော်ရိုက်မှငိုတော့မယ်အချိန်ပေါ်ပါနဲ့လို့အေးအေးခဏလေးဒီလိုချလိုက်မယ်အမဒီနော်ဒီလိုလေးရလာဦးတော့ဘာမလို့ရသေးတင်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 းအေးရှိမှလည်းဘလန်စီယာကအရှိုးလို့ကျွတ်စင်ဘလန်စီယာကကျွန်တော်ကြားတဲ့အစားဟာလေးလေးလိုက်တယ်ဟုတ်ပြီးတော့မှဟိုကြက်ကလည်းဒီကလေးကလေးကြက်ကတဲ့ဒါပေါ့အမဒီဘက်ဘေးကနေပါလာလိုက်ကိုမကြီးတချင်းဆိုပြပါမယ်မပေါ်ဘူးလားအပေါ်မပေါ်ဘူးလားပေါ်လက်တယ်လေအဲ့ဆိုနော်ဒီလက်ကြီးထည့်ပြီးတော့ဘာဖြစ်လို့အိမ်ရတော့မယ်လေတတရဲ့အိမ်ရမယ့်ချိန်ရောက်နေပြီလေအိမ်ရတော့မယ်ဘာဖြစ်လို့တက်လို့အောက်မှာလည်းငိုနေတဲ့အတန်လေးရတာပေါ့ကလေးကိုမိုက်တက်ပြီးလိုက်ကလေးမိုက်တက်ပြီးလိုက်ကလေးကိုဒူးဆွဆွမယ်မိုက်တက်ပြီးလိုက်ပါကလေးပွေပြီးကြားလာဟုတ်ကဲ့ကင်မရာ1 2ချစ်တာလေးသူတို့နဲ့ဗျာ ready သူနဲ့အတိုင်း 3 2 1 action ရလာမယ်ပြန်လဲအဲ့ပျော်လေးပါသေးနော်ဟုတ်တယ်ဒီတိုင်းလေးကောင်းနေပြီအေးဟုတ်ပါဘူးခေပူတာလေးပူတာပေါ့ရမ်းပူတယ်အေးဟိုချီကိုသူကတော့မကြိုက်ဘူးနော်ဟုတ်တယ်နော်မလေးကြည့်အောင်ဟိုမဲဟိုလာကြပါကဲပူတာလေးပူတာနော်တကူကကြောပူရလောက်လို့ကြီးတာဟုတ်တယ်ပါကျောက်ကလေးဒီပါဘယ်နဲ့ဒီပါရလဲဘယ်နဲ့ဒီပါရလဲဘယ်နဲ့ဒီပါရလဲဟုတ်